OK，好的，下一个。Safa AJL。也蛮坚定，蛮屌表家的，蛮屌表家。ဟုတ်တယ်ဆလီနာမိဝါမလားအဲ့ဝင်ပြဲမှာတော့ရဟုတ်တယ်တွက်ချလာတယ်နည်းနည်းကောင်းသွားပြီဆိုတဲ့နေသားမှရောက်ပြတ်တော့မှာဆိုတဲ့နေသားမှာပြက်ဟုတ်တယ်ခလေးကဘာညာတာကနေသားနဲ့ဝင်ပြဲသွားပြီရောက်တွေးပြီလားတွေးပါနော်575အားရကြီးဘလို့575ကအဲ့ဒါဆိုရင်ကွက်တိုင်းတက်တော့ပိုင်းမှာပြေလို့ရှိရင်တော့အဲ့ဒီမှာတက်တာ high ပြပါကျွန်တော်ဒီမှာ6မီလီယာ300လောက်ရှိတယ်နော်အဲ့ဒါကျွန်တော်ချိန်ပြပါမယ်ကိုဒီတိုးလည်းရှိတယ်ကီယာလည်းရှိတယ်စာစုပြီးလည်းရှိတယ်အိုးရောက်ရင်ပြတ်မှာဆိုတဲ့နေထားကြီးမှာရှော့အလေကတယ်လီဂရမ်ပဲသုံးနေဟာရှော့တယ်လီဂရမ်ပဲသုံးနေအာရဟုတ်ပြီဟုတ်ညတော့ကျွန်တော်မေးကြည့်လိုက်အောင်ကိုဒီတိုးပဲရအောင်ဘူးတော့ကောင်းတယ်လွဲတယ်လို့ရအောင်ဒီတော့ပြက်ခံရအောင်နော်တကယ်ရင်ကုန်ဆဲလို့ရှာဝယ်အချိန်ကြီးတော့ရောက်ရှိနေနော်7မိနစ်ရောက်မိပြီဆိုတဲ့အနေထားမှာပြတ်အောင်မှာလို့ရောက်ရင်ကဲကောင်းလိုက်တာလွယ်တော့မလဲဘူးနော်ဆလီနာရတကယ်ကိုကျန်းနေနော် Safa AJL ဘယ်လိုထိုင်းလို့တော်စိုးနေချိုးပြီဒါပေမဲ့ကျိုးတော့မကျိုးဘူးနော် VIP လားတဲ့ဘလို့လို့ VIP လားအိုးဟဲ့အောင်ကြီးဘောလာဟောအဲ့အားရတော့ကဲတူကြီးနေတော့ရိုက်ခွာသွားခဲ့ဆိုတော့ဒီလားတော့တွေ့ရတယ်ဒီပဲစားတော့လားတစ်ချက်လေးစားတော့လားဆက်တော့အားလည်းတော့ဒီကိုခဲကိုအဲလိုလေးရတော့လွဲနေတယ်အားလေးမှာဒီမှာဒီအိုက်တန်လေးကနှစ်ခွက်လောက်ထွက်ရင်တော့ဒါလုံးလို့ရတယ်နော်ရခိုင်မျိုးကားတဲ့ချောင်းလည်းပဲရောက်သွားတာလေကိုရောက်ရင်ခလေးကလည်းဝင်ကုန်ဟုတ်တယ်တော့ကျုံးလို့ဆိုရင်နေရာမှာဟုတ်တယ် 1K ကိုချောင်းဟုတ်တယ်ဟာကိုချောင်းလည်းပဲကွန်ကြည့်လိုက်ရတယ်ပြန်တော့ရတယ်ရန်ကုန်ဆိုဒီတော့လိုက်တဲ့ပုံစံလေးဒီတော့လိုက်တဲ့ပုံစံလေးလီတော့တိုက်နေတော့စကွက်ပေါ်လာကျန်တော့ကျန်နေတယ် Safa ကဲ AJL 1 ကလေးတော့ထပ်တော့ယူပြသွားတယ်ဒီသားလေးတော့တွေ့ရအောင်အဲ့ကများနေလိမ့်ခွေးရအောင်တယ်ဆိုကြောင်းလည်းရှိရတာများတယ်ဒါပေမဲ့ဆလီနာဘာညာတာကဒီသားလေးဟုတ်တယ်အဲ့တော့ထပ်ပြားပြီးဆိုတဲ့ဒီသားလေးရုပ်တယ်ပြီးသွားပြီဆိုတဲ့နေရာမှာတက်ကောင်းလာအဲ့လောက်ကြီးမရှင်းဘူးလေဒီခြုံလေးရှင်းဝင်ပေးထားတယ်ရတယ်โอเคပါအောင်စင်ထွေးငါမရှိတော့ဘူးတော့ဟုတ်ကဲ့ပါဘယ်ရောက်ပါလဲပြတ်မှာလို့ခလကာရဲ့ရှိတရားရောခလကာတော့မလိုလိုက်ဘူးတကယ်လိမ့်လေးတော့ပြန်ထိန်ဖို့တော့လိုနေခဲ့ပြီမြန်မာနိုင်ငံပြန်ပြီတဲ့အားရအောင်ဟုတ်တယ်မြန်မာနိုင်ငံပြန်ပြီတဲ့
တက်တာလို့အဲ့ဆိုတော့ဘာပါဖို့ခေါ်ရော့သွားရင်နော်ဟုတ်တယ်ရင်ခုန်ရမယ့်အချိန်လေးတော့ရောက်နေနော်ရင်ခုန်စိတ်လှုပ်ရှားမယ့်အချိန်လေးတော့ရောက်နေခဲ့အဲ့ချိန်အဆက်ဖြစ်မလဲပေါ့ဆက်တော့ကြည့်မရောပြီးသွားခဲ့ပြီဆိုတဲ့အနေထားမှာပြတ်သွားမလားရောဖက်လစ်ကနည်းနည်းဘာညာတကအနေထားလေးမှာရောပြတ်သွားခဲ့ပြီလို့ကောင်းလိုက်တာအဲ့အောင်ကြီးဖက်လစ်ကလည်းဇုံးဝင်ကြိုက်တယ်ကြိုက်ကျန်းလိုက်တယ်ကဲ3-1ဆိုတဲ့အနေဆော်လို့ရတာဟုတ်ကဲ့ run ချောင်းကြီးဆော်လို့ရပါတယ်เนาะဒါတော့ကြီးပွဲလေးပါကြီးပွဲဆောင်းနေတဲ့နေရာများရှိရင်ဝတ်တော့တစ်ချက်လာပြောပါเนาะရဲလာနေတဲ့ပြည်မဟုတ်ဘူးလားရဲလာဒါလည်းဒီနေ့မှဖွင့်လာတယ်လမ်းဘေးဆိုတော့ဘယ်လိုပြောရမလဲအတန်ကြားနေတယ်ရဲလာအိုးရောက်ဝင်ဖြတ်တာလို့ဟုတ်တယ်အောင်းလိုက်တာဖလက်ကိုင်းနဲ့ကြီးပွဲဆောင်းနေတယ်300ကြီးလောက်ပါပဲโอเคပါဗျဆော်လို့ရပါတယ်เนาะချိန်ပေးပါမယ်ကဲအိုစင်းတကယ်ကောင်းတဲ့အနေသားလေးကိုတော့လုံးပြနေကောင်းတာလေလို့မေးကုန်ခဲ့ကုန်နော်တကယ်အဲရိုလေးတွေကတော့လွဲနေခဲ့သေးတယ်ဆိုတဲ့အနေသားလေးမှာဒီမှာကဲ item လေးကနှစ်ကွက်လောက်ထွက်ရင်တော့ဒါလုံးလို့ရရင်နော်ရခိုင်မျိုးကားတဲ့ခြောင်တွေဘယ်ရောက်သွားတာအားရောက်ပြီးကြီးဟုတ်ကဲ့အဲ့ဒါတော့ချောင်တယ်အိုးရောက်ရင်ဖလက်ကားတဲ့ဝင်ကျိုးရင်တော့ထိုင်လုံးခံရမှာဟုတ်တယ်ဝင်တော့ကျုံးကြီးဆိုတဲ့အနေသားမှာဟုတ်တယ် 1k ဒီပုံချောင်းဟာဟုတ်တယ်ဟာဒီပုံချောင်းနေနာမည်ကခုမှကြည့်လိုက်ရတယ်ရန်ကုန်ကလည်းโอเคပါဗျရန်ကုန်ဆိုခလီတော်တိုက်တဲ့ပုံစံလေးတော့ရှိနေနော်ဒီတော်တိုက်တဲ့ပုံစံလေးတော့ရှိကဲလီတော်တိုက်နေတော့စကွက်ပွဲလေးလာတယ်နော်ကျန်တော့ကျမ်းမနေပြီကဲ1ကီလိုရောထပ်တော့ယူပြသွားတယ်ဆိုရင်ဒီထားလေးတော့တွေ့ရတယ်နော်အဲကများနေလိမ့်ခွေးရဟုတ်တယ်ဘယ်လိုပြောမလဲလိမ့်ကြည့်ရတော့နည်းနည်းများနေဒါပေမဲ့ကဲဆလီနာဘာညာတာကအနေထားလေးဟုတ်တယ်ဘာတော့ထပ်ပြပြီးဆိုတဲ့အနေထားလေးမဟုတ်တယ်မိသွားပြီဆိုတဲ့အနေထားမှာပြတ်သွားမလားOh my godလုံးပြနေတယ်နော်အဲ့လောက်ကြီးမရှင်းဘူးလေဒီခြုံလေးရှင်းခွင့်ပေးထားတယ်ရတယ်โอเคပါအောင်စင်ထွေးငါမရှိတော့ဘူးတော့ဟုတ်ကဲ့ပါဘယ်ရောက်သွားလဲပြတ်မှာလို့ဖလက်ကားရဲ့ရှိသေးအောင်ဖလက်ကားတော့မလိုလိုက်ဘူးတကယ်ဒိန်းလေးတော့ပြန်ထိန်ဖို့တော့လိုနေခဲ့ပြီမြန်မာနိုင်ငံပြန်ပြီတဲ့အားရအောင်ဟုတ်တယ်မြန်မာနိုင်ငံပြန်ပြီတဲ့တက်တာလို့အဲ့ဆိုတော့ဘာပါဖို့ခေါ်ရော့သွားရင်နော်ဟုတ်တယ်ရင်ခုန်ရမယ့်အချိန်လေးတော့ရောက်နေနော်ရင်ခုန်စိတ်လှုပ်ရှားမယ့်အချိန်လေးတော့ရောက်နေခဲ့အဲ့ချိန်အဆက်ဖြစ်မလဲပေါ့ဆက်တော့ကြည့်မရောပြီးသွားခဲ့ပြီဆိုတဲ့အနေထားမှာပြတ်သွားမလားရောဖက်လစ်ကနည်းနည်းဘာညာတကအနေထားလေးမှာရောပြတ်သွားခဲ့ပြီလို့ကောင်းလိုက်တာအဲ့အောင်ကြီးဖက်လစ်ကလည်းဇုံးဝင်ကြိုက်တယ်ကြိုက်ကျန်းလိုက်တယ်ကဲ3-1ဆိုတဲ့အနေဆော်လို့ရတာဟုတ်ကဲ့ run ချောင်းကြီးဆော်လို့ရပါတယ်เนาะဒါတော့ကြီးပွဲလေးပါကြီးပွဲဆောင်းနေတဲ့နေရာများရှိရင်ဝတ်တော့တစ်ချက်လာပြောပါเนาะရဲလာနေတဲ့ပြည်မဟုတ်ဘူးလားရဲလာဒါလည်းဒီနေ့မှဖွင့်လာတယ်လမ်းဘေးဆိုတော့ဘယ်လိုပြောရမလဲအတန်ကြားနေတယ်ရဲလာအိုးရောက်ဝင်ဖြတ်တာလို့ဟုတ်တယ်အောင်းလိုက်တာဖလက်ကိုင်းနဲ့ကြီးပွဲဆောင်းနေတယ်300ကြီးလောက်ပါပဲโอเคပါဗျဆော်လို့ရပါတယ်เนาะချိန်ပေးပါမယ်ကဲအိုစင်းတကယ်ကောင်းတဲ့အနေသားလေးကိုတော့လုံးပြနေကောင်း